ရေးချနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒေါင်းပိမတ်ဘယ်လောက်သွင်းရပြီးတော့ဘာစာစာတန်းနေလိုတယ်လို့မေးထားတဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြပေးပါမယ်အဓိကကျွန်တော်စီမှာဘယ်ကားပဲဒေါင်းပိမတ်အနည်းဆုံး40ရာခိုင်နှုန်းစသွင်းပြီးတော့ကျွန်တော်တစ်နှစ်နှစ်နှစ်3နှစ်ထိကိုရေးချရပါတယ်ဗျအတိုးတွေကဘယ်လောက်ရှိမလဲဆိုရင်ဘန်တိုးရှိမယ်တစ်လောက်ကိုတစ်ချက်နဲ့ပြ30စုံစုံလည်းရှိမယ်တစ်လောက်ကိုတစ်ချက်နဲ့ပြ90ရှိမယ်နှစ်ချက်ထိကိုလည်းရှိမယ်ဗျအတိုးကဘယ်လိုကောင်းသွားလဲဆိုတော့ customer တွေပေးတဲ့စာတန်းမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ကလုပ်ပေးရတာပေါ့ဥပမာဘန်တိုးတို့တစ်ချက်နဲ့ပြ30စုံစုံလေးတွေဆိုရင်ဘာလို့လဲဆိုတော့စာတန်းကတော့5ချက်ပဲဗျဝယ်ယူသူရဲ့မှတ်ပုံတင်အိမ်တော်စုစရင်ရက်ကွက်မှာနေထိုင်ကြောင်းထောက်ခံစာပိုင်ဆိုင်မှုတစ်ခုပေါ့ပိုင်ဆိုင်မှုဆိုတာကလည်းလက်ရှိမိမိတို့နေတဲ့အိမ်ပေါ့မိမိတို့အမည်ပေါက်မဟုတ်တယ်အိမ်တော်စုစီရင်ဝင်တွေကတဝက်အမည်ပေါက်ဖြစ်ရင်ရတယ်ဗျပြီးွားရင်ဝင်ငွေပေါ့ဝင်ငွေကဘာလဲဆိုတော့ဥပမာကုမ္ပဏီဝန်ထမ်းဆိုရင်ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာလစာပေးစလေ3လစာကိုပိုင်စီးပွားရေးလုပ်တဲ့လူဆိုရင်သူကလုပ်ငန်းလိုင်စင်အခွန်ပေါ့ဥပမာတင်မောသားဆိုရင်တင်မောသားအချက်လက်အဲ့ဒါလေးတွေတစ်ချက်ပြပေးရင်တော့ကျွန်တော်တို့ဒီဘန်တိုးတို့တစ်ချက်နဲ့ပြ30စုံစုံလေးနဲ့ရတာပေါ့အဓိကတစ်ချက်နဲ့ပြ90လို့နှစ်ချက်တိုးတော့ဘယ်ဟာကြီးလဲဆိုတော့ကားဝယ်ခြင်းနဲ့မိမိမှာဝင်ငွေတော့ရှိတယ်လုပ်ငန်းလိုင်စင်မရှိတာတော့ဥပမာအကယ်၍တက်စီလိုချင်တဲ့ customer တွေဆိုရင်သူတို့လုပ်ငန်းတက်စီမောင်းတာပေါ့တက်စီကိုပိုင်ကားမဟုတ်တယ်ငါးမောင်းတယ်ကျွန်တော်စီမှာဝင်ငွေတစ်ခုကိုပြပေးနိုင်ရပါတယ်အဓိကကတော့တစ်ချက်နဲ့ပြ90ဖြစ်သွားတာဘာလို့လဲဆိုတော့လက်ရှိအိမ်ငားနေတဲ့လူတို့လုပ်ငန်းလိုင်စင်မပြနိုင်တဲ့ဆိုရင်တော့ကျွန်တော်တို့ကတစ်ချက်နဲ့ပြ90လုပ်ပေးပါတယ်သူကဘာတွေလိုအပ်လဲဆိုတော့အချက်5ချက်ပဲမှတ်ပုံတင်အိမ်တော်စုစရင်ရက်ကွက်မှာနေထိုင်ကြောင်းထောက်ခံစာပိုင်ဆိုင်မှုရှိရင်ရှိမရှိရင်အငှားစာချုပ်ပြပြီလုပ်ငန်းလိုင်စင်ရှိလားမရှိဘူးဆိုရင်ကျွန်တော်ဒီမှာတက်စီမောင်းနေဆိုရင်ရက်ကွက်မှာနေထိုင်ကြောင်းမှာတက်စီမောင်းတာမှန်ကန်ကြောင်းဥပမာပေါ့စတိုးဆိုင်လေးဖွင့်ထားတာမှန်ကန်ကြောင်းပေါ့ဒီလိုမျိုးအရာမျိုးလေးပြပေးရဆိုရင်ကျွန်တော်စီမှာဝယ်လို့ရတယ်သူမှာတော့အာမခံတအူးတော့လိုတာပေါ့မိမိကအိမ်မပိုင်တာဖြစ်တဲ့အတွက်ကြောင့်အာမခံတအူးကအိမ်ပိုင်ပြပေးတော့ရပါပြီဒီလိုမျိုးလေးခွာပါတယ်ကျွန်တော်စီမှာကတော့ model အမြင်ပိုင်းနေဝယ်ယူမယ်ဆိုရင်တော့စာတန်းဇရာမရှုပ်တော့ဘူးကျွန်တော်ရော HP လေးနဲ့လုပ်ပြီးတာပါသူကတော့ဒေါင်းမိမတ်50ရာခိုင်နှုန်းချပြီးသွားရင်တော့ကျန်တော်တစ်လောက်နှစ်ချက်တို့အရင်သွင်းအတိုးရော့လေးနဲ့လုပ်ပေးပါတယ်အဲ့ဒါကတော့ကျွန်တော်မှတ်ပုံလေးအိမ်တော်စုစဉ်ပြပြီးသွားတယ်ချက်ချင်းကားရပါတယ်နော်ကျန်တာလေးတော့ကျွန်တော်နောက်အပိုက်မှာသင်ပေးပါမယ်လိုအပ်တာရှိရင်လည်းကျွန်တော်မေးပါကျွန်တော်ပြန်ဖြေပေးပါမယ်နော်ကျွန်တော်နာမည်ကိုဝေးရပါ